ပင်လယ်တွေကနေထွက်တဲ့စိမ့်ဆိုနေတဲ့ယတနာလေးတွေဟာတကယ်တော့လူသားတွေရဲ့တက်ရှည်ကျန်းမာရေးအတွက်ကိုအဖိုးမဖြစ်နိုင်တဲ့အစွမ်းတက်တည်တွေရှိနေပါတယ်။ဒီပင်လယ်ကတော့ခန္ဓာကိုယ်အစိပ်ပိုင်းပေါင်းစုံကိုပေါင်းဆက်ပြီးတော့ပင်လယ်ရေအောက်မှာပေါက်ဖွာလာတဲ့ဂျီလို့ခေါ်တဲ့ရေမော်ပင်လေးတွေပဲဖြစ်ပါတယ်။ဂျီတွေကိုအင်္ဂလိပ်လိုမျိုး sea grapes လို့ခေါ်ဆိုကြတယ်လို့သူတို့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်မလို့စိမ့်လက်နဲ့ကာဗီယာလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။သူတို့တွေဟာအပူပိုင်းဒေသပင်လယ်ကမ်းခြေတစ်လျှောက်မှာပေါက်ရောက်တက်ပြီးတော့မြေုံနဲ့တွေကိုမှစားကျင်စပွဲရပလဲလုံးလေးတွေစီထားတယ်လို့မျိုးလှပလွန်ပါတယ်။ဂျီရီရဲ့နောက်ွယ်မှာလူသိမ့်မသိသေးတဲ့အံ့ဩစရာလှုပ်ဝက်ချက်၃ခုရှိနေပါတယ်။ပထမဆုံးလှုပ်ဝက်ချက်ကတော့သူတို့ရဲ့အိုမင်းရင်ရော်မှုကိုတားဆီးပေးနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ဂျီရီမှာဖူကိုဒမ်လို့ခေါ်တဲ့ဓာတ်ပေါင်းတစ်မျိုးကကျွဲဝါစွာပါဝင်နေပါတယ်။ဒီဓာတ်ဟာခန္ဓာကိုယ်ရဲ့ကဆဲတွေပျက်စီးမှုကိုကာကွယ်ပေးပြီးတော့အသားရည်ကိုလည်းတင်းရင်လှပစေုံနဲ့မကဘဲနဲ့ကင်ဆာဆဲတွေဖြစ်ပေါ်မှုတွေကိုပါဟန်တာပေးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါကြောင့်မလို့လေဂျီရီကိုပုံမှန်စားသုံးပေးတဲ့ဂျပန်နိုင်ငံအိုကီနာဝါကျွန်းကသူတွေဟာကမ္ဘာပေါ်မှာအသက်အရှည်ဆုံးလူသားတွေဖြစ်နေကြတာပါ။ဒုတိယချက်ကတော့ဂျီရီရဲ့အာဟာရဓာတ်တိတ်တဲမှုပမာဏပါပဲ။ဂျီပလဲလုံးလေးတွေတစ်လုံးချင်းစီထဲမှာဗီတာမင် A, C နဲ့ Omega 3 fatty acid တွေအမြောက်များကိုပါဝင်နေပါတယ်။ဒါအပြင်တန်တက်၊ကက်ဆီယမ်နဲ့မဂနီဆီယမ်တို့လိုမျိုးသတ္တုဓာတ်တွေကလည်းပါဝင်တာကြောင့်မလို့အယိုးအဆစ်တန်မာဖို့နဲ့နှလုံးကျန်းမာရေးအတွက်အလွန်ကိုမှကောင်းမွန်ပါတယ်။ထူးခြားတာကသူတို့မှာကီလိုရီအလွန်ကိုမှနည်းပါးတာကြောင့်မလို့ဝေးချနေတဲ့သူတွေအတွက်ကိုအကောင်းဆုံးအာဟာရစာပဲဖြစ်ပါတယ်။တတိယချက်ကတော့သူရဲ့သဘာဝအတိုင်းကိုတန့်စင်ပေးနိုင်စွမ်းပဲဖြစ်ပါတယ်။ဂျီရီဟာပင်လယ်ရေထဲကအာဟာရဓာတ်တွေကိုဓာတ်ရိုက်ဆုပ်ယူပြီးတော့ရှင်းသင်ကြပါတယ်။သူတို့ဟာသွေးတွေကကိုလက်စထရောတွေကိုရှော့ချပေးနိုင်တယ်လို့သွေးတို့ယောဂကိုလည်းထိန်းညှိပေးနိုင်ပါတယ်။ဒါ့အပြင်မျက်စိအာရုံကြောတွေကိုအားကောင်းစေတာကြောင့်မလို့ဖုန်းနဲ့ကွန်ပျူတာအကြည့်များတဲ့သူတွေအတွက်ကိုမသိခင်စားသုံးသွားတဲ့တဘာဝဆေးဘက်ဝင်အပင်လေးတွေပဲဖြစ်ပါတယ်။ဂျီရီကိုစားသုံးတဲ့အခါမှာလည်းလဲလဲဆက်ဆက်စားသုံးတာကအာဟာရဓာတ်ကိုအပြည့်အဝရရှိစေပါတယ်။သူတို့ကိုရေစင်ဆေးပြီးတော့ဆော့တစ်ခုခုနဲ့ကိုတွဲဖက်စားလိုက်မယ်ဆိုရင်ပါးစပ်ထဲမှာပလဲလုံးလေးတွေပေါက်သွားတယ်လို့ကိုမှခန်းစားချက်ကတကယ်ကိုမှထူးကြပြီးတော့ဆန်းတက်လာပါတယ်။ဒါပေမဲ့လို့တတိထားမှာကဂျီရီမှာအိုင်ယိုဒင်းဓာတ်ကမြင့်မားစွာပါဝင်နေတာကြောင့်မလို့လေဗင်ကြီးယောဂအခန်းရှိတဲ့သူတွေအနေနဲ့အလွန်ကြုံကိုမစားသုံးဖို့လိုအပ်ပါတယ်။စိမ့်ဆိုပြီးတော့အသက်ဓာတ်တွေပြေဝနေတဲ့ဂျီလေးတွေဟာဆိုရင်တော့ပြင်တဘာဝတရားကလူသားတွေကိုပေးရထားတဲ့ပင်လယ်စာလက်ဆောင်မှုတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုသိရှိသွားပြီဆိုရင်တော့တင်းရဲ့အစားအစာစည်းထဲမှာဂျီတွေကိုထည့်သွင်းဖို့တော့မမေ့ပါနဲ့ဦးနော်။ဒီဗီဒီယိုလေးကနေတစ်ဆင့်ဂျီတွေရဲ့လူသိမ့်မသိသေးတဲ့လှုပ်ဝက်ချက်တွေကိုဘုဒ္ဓသားအဖြစ်ကိုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။အခုလိုမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့တဘာဝအပင်လေးတွေအကြောင်းနဲ့နောက်ထပ်ဘုဒ္ဓသားရစရာဘယ်အကြောင်းအရာတွေကိုသိကျင်သိတယ်လဲဆိုတာလဲcomment လေးမှာရေးပေးခဲ့လို့ရပါတယ်။တကယ်တော့ဂျီတွေကအိုမင်းချင်းရော်မှုကိုတားဆီးပေးနိုင်တယ်ဆိုတာကိုရောတင်သေးချာလေးသိရလား။တေမပညာရှင်တွေအနေနဲ့ကကုန်းပေါ်နဲ့ရေထဲကိုနှိုင်းယှဉ်မယ်ဆိုရင်ရေထဲမှာစူးစမ်းလေးလာဖို့ကြံရှိနေသေးတဲ့အပိုင်းတွေကအများကြီးကိုကြံသေးတာမို့လို့ဒီထက်ပိုပြီးတော့ထူးဆန်းတာတွေဒီထက်ပိုပြီးတော့အကျိုးရှိတာတွေလည်းအများကြီးကိုရှိနိုင်အောင်မယ်လို့မျှော်လင့်လို့ရပါတယ်။မိတ်ဆွေတို့အနေနဲ့ကရောဒီရေမော်လေးနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေထင်မြင်တယ်လဲဆိုတာ comment လေးမှာလည်းဖြေပေးခဲ့ပါဦး။ဗီဒီယိုကိုဆုံးလေးလိုက်ပါကြည့်ရှုပေးခဲ့ကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါမယ်။